ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့တူတူကဆင်ခြင်ဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတဲ့ခေါင်းစဉ်ပေါ့နော်ပြင်ဆင်ထားတဲ့ခေါင်းစဉ်ကဖောက်ထွက်လိုက်ဆိုတဲ့ခေါင်းစဉ်နဲ့တူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ဆင်ခြင်မိတာပေါ့နော်ဆိုတော့ကျွန်တော်လူတွေတဲမှာဒီလူသားမျိုးနွယ်စုတစ်ခုလုံးပေါ့ဒါကတော့ကျွန်တော်သိပြီးသားပဲဒါကိုပြန်နှွေးတာပါပဲဆိုတော့မျိုးနွယ်စုတစ်ခုလုံးကဒီတည်ခြင်းတရားမှာလမ်းဆုံးနေတယ်ပြီးတော့မှဒီတည်ခြင်းမှာလူတွေဘာမှဆက်သွားလို့မရတော့ဘယ်လိုလုပ်ရမလဲဆိုတာလေလမ်းစာမရှိဘူးပေါ့နော်ဆိုတော့ဘာသာတရားတွေကတော့သွန်သင်ချက်မျိုးမျိုးနဲ့ဒါတွေကိုသွန်သင်ပြီးတော့မှပြောနေကြတယ်အဲ့ဒီအချိန်မှာဖယားကဟိုးအစကတည်းကဂျန်စီထားတဲ့အတိုင်းပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီလူတွေရဲ့တည်ခြင်းတရားဆိုတဲ့လမ်းဘာကြောင့်တည်ရတာလဲဆိုတဲ့စင်မြင့်အကုန်လုံးကိုရောက်လာပြီးတော့မှလူစားတိခံတဲ့ခရစ်တော်အဖြစ်ဒီတည်ခြင်းတရားကိုကိုယ်တိုင်အတိခံတယ်ပြီးတော့မှတည်ခြင်းကိုအောင်မြင်စွာနဲ့ဒီလူသား generation တစ်ခုလုံးဖောက်ထွက်လိုက်တယ်ပေါ့เนาะကျွန်တော်ဒီလိုမျိုးဒီအချိန်မှာတော့ပြောချင်တာဆိုတော့အဲ့ချိန်ကနေစပြီးတော့မှသူ့ကိုယုံကြည်လက်ခံတဲ့သူတွေပြီးတော့မှတမန်ကျမ်းစာကိုယုံကြည်တဲ့သူတွေအဖြစ်ဒီတည်ခြင်းတရားဆိုတာဘာမှကြောက်စရာကောင်းတဲ့တရားမဟုတ်တော့ဆိုတော့တည်ခြင်းနဲ့အသက်ရှင်ခြင်းဆိုတာလေဒါဘုရားသူ့လက်ထဲမှာရှိတယ်သူကအသက်ရှင်ပြတယ်ပြီးတော့မှတည်ပြတယ်ပြီးတော့အသက်ရှင်ပြတယ်ဆိုတော့တည်ခြင်းနဲ့အသက်ရှင်ခြင်းဆိုတာတကယ်တော့သူ့လက်ထဲမှာရှိတယ်ဆိုတဲ့အရာကိုသူကဖော်ပြလိုက်ပြီးတော့မှလူကြီးကြောက်နေရတဲ့တည်ခြင်းကိုဖောက်ထွက်ပြလိုက်တာပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ကူးကွယ်တဲ့ဖရာကျွန်တော်တို့ရဲ့အရှင်သခင်ကဒါကိုစပြီးတော့မှလှုပ်ဆောင်တယ်ဆိုတော့ဒီအရာကိုယုံကြည်လက်ခံတဲ့အိမ်ဝင်သတင်းစကားကိုယုံကြည်လက်ခံတဲ့ကျွန်တော်တယောက်ချင်းစီတိုင်းကလည်းဆိုဖရာရဲ့သားသမီးတွေဖြစ်လာတယ်ဒီအရာကိုတေချာဆင်ခြင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနားလည်လာတယ်ငါတို့ကခရစ်တော်အဖြစ်ဖရာရဲ့သားသမီးဖြစ်တယ်နောက်ဒီနေ့အဖြစ်ဆိုလို့ရှိရင်ဖရာရဲ့သားပေါ့နော်ဖရာရဲ့သားဆိုပြီးမှနှုတ်ကပတ်တော်ကပြောတဲ့ကောင်ဖရာရဲ့သားဖြစ်တယ်ပြီးတော့ဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ့ expert ဖြစ်တဲ့ဒီခန္ဓာကိုယ်ကြီးဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒါ glorified body ဆိုတဲ့ဘုံတည်နဲ့ပြည့်စုံတဲ့ခန္ဓာကိုယ်နဲ့ဆိုလို့ရှိရင်တော့ဒီဖရာနဲ့အတူတူကျွန်တော်ထပ်တူဝင်စားခွင့်ရသွားမယ်အမွေခံဖြစ်သွားတယ်ဆိုတဲ့အရာကိုဆင်ခြင်မိတယ်ပြီးတော့ဒီအရာဘယ်ကလေးကစဖြစ်နေပြီလဲလို့ထပ်ပြီးတော့မှဆင်ခြင်တဲ့အခါမှာကျွန်တော်ဒီမှာလောကမှာရှိကြတဲ့ဟိုကဒီခြေနေကအစပြုတ်နေပြီဆိုတော့ဒီတည်တက်တဲ့ကုခန္ဓာဒင်းမှာနေရလို့ဒါပေမဲ့တည်တက်တဲ့ကုခန္ဓာထဲမှာနေတဲ့သူတယောက်အနေနဲ့လေဒီဖရာရဲ့သားသမီးဖြစ်ခြင်းကိုတော့ကျွန်တော်ခံစားနေရပြီဆိုတော့လောကမှာကလေးကကျွန်တော်တို့မှာဒီဖရာသားသမီးချင်းဆိုတဲ့သွားနေတယ်ဆိုတော့အဆင်ခြင်မိတယ်ပေါ့ဆိုတော့ဒါဘယ်လောက်တောင်ဖူးခကြီးတဲ့အရာလဲဘယ်လောက်တောင်အံ့ဩစရာကောင်းအောင်ဖရာသခင်ကျေးဇူးပြုထားတဲ့အရာလဲဆိုတော့ဆင်ခြင်ရင်းနဲ့မှဖရာသခင်ကိုလည်းကျေးဇူးတင်မိတယ်ပြီးတော့မှငါကတကယ်ပဲဖရာနဲ့တူတဲ့သူဖြစ်ပါလားဖရာရဲ့သားသမီးဖြစ်ပါလားဆိုတာကိုဆင်ခြင်ပြီးတော့မှပေါ့နော်ဆိုတော့ဒီဖရာသခင်ကိုယ့်ပေါ်မှာထားတဲ့တန်ဖိုးဖရာသခင်ထားတဲ့တန်ဖိုးမဟုတ်ကျွန်တော်တို့ရဲ့ဖြစ်ခြင်းပေါ့ဖြစ်နေတဲ့အရေးသွေးတန်ဖိုးကအရန်ကြီးမားပါလားဆိုတော့ပြန်ပြီးတော့မှဆင်ခြင်နှလုံးသွင်းမိတယ်ပေါ့နော်အဲ့ဒါလေးကိုပထမအဆုံးချက်အနေနဲ့ပြောခြင်းတယ်ပမာဏအနေနဲ့ပေါ့ပြီးတော့ဖောက်ထွက်တယ်ဆိုတဲ့အရာမှာနောက်တစ်ခုဒါကြတော့ဒီတိတ်ငှက်တကောင်ပေါ့နော်တိတ်ငှက်တကောင်ကစပြီးတော့မှအတိုက်ထဲမှာဥတဲ့အချိန်ကနေစပြီးတော့မှသူစပြီးတဖြည်းဖြည်းကြီးထွားလာရတဲ့အချိန်ပေါ့အဲ့အချိန်မှာသူကဖြည်းဖြည်းနဲ့ဘာလို့လာလဲဆိုလို့ရှိရင်ဟိုအမေဇီကနေပြီးတော့မှသူ့ရဲ့ကြီးထွားမှုကိုတင်ယူလာရတာပေါ့ဆိုတော့
အမေကနေပြီးတော့မှငှက်လေးတွေကိုအစာကျွေးမယ်သူ့တိုက်ထဲမှာသူတို့တိုက်တယ်ဟိုအမြင့်ကြီးမှာတောင်ပေါ်လိုနေရာမျိုးမှာအပင်အမြင့်ဆုံးနေရာမှာထားတာမွေတွေကြံတဲ့အန်ဒီရီကိုကာကွယ်ဖို့အတွက်ပေါ့ဆိုတော့အဲ့ဒီမှာထားပြီးတော့မှသူတို့တွေကိုကျွေးတယ်ဖြည်းဖြည်းနဲ့သူကနည်းနည်းအပြန်တင်တော့မဲ့အရွယ်မတိုင်ခင်နှစ်ပတ်လောက်လိုမှာသူကဘာလုပ်လဲဆိုလို့ရှိရင်သူတို့ဒီတောင်ပန်တွေကိုသူတို့လေ့ကျင့်တယ်သူလေ့ကျင့်ရဒါကလည်းအမေတွေကမိဘတွေကသူတို့လေ့ကျင့်ပေးတယ်လို့ပြောတယ်ပြီးတော့မှဘာလုပ်လဲဆိုလို့ရှိရင်သူတို့အစာကိုဒီအတိုက်ထဲမှာမကျွေးတော့ဆိုတော့အတိုက်နဲ့ကက်ရဲ့ဖြစ်နေတဲ့အကိုင်းနားမှာဆိုတော့သူတို့အကိုင်းကြီးကြီးတွေဘေးနားမှာကွာစုံတွေမှာသူတို့ထားတာသူတို့ရဲ့အတိုက်တွေဆိုတော့အဲ့ဒီရဲ့အတိုက်ရဲ့အပြင်ဘက်မှာပေါ့သူတို့ကိုထားတယ်အဲ့ချိန်မှာအတိုက်ထဲမှာအစာမထားတော့အဲ့ခါမှာသူတို့ကအရင်ဆာလာလို့ရှိရင်ဒီစာကိုသူတို့ကလာပြီးတော့မှစားရတယ်သူတို့ကငငယ်လေးကအရွယ်နည်းနည်းရောက်လာပြီဆိုသူတို့လက်သေးတွေအရင်ကောင်းတယ်လေကိုယ်အားတွေကောင်းတယ်ဆိုအဲ့ဒီမှာသူတို့စပြီးတော့မှသူတို့ဘာလုပ်ရလဲဆိုလို့ရှိရင်ရုံးကန်ရဖောက်ထွက်ရဘာလို့လဲဆိုလို့ရှိရင်အစာစားဖို့အတွက်ဖောက်ထွက်ပြီးတော့မှသူတို့လာရတယ်ဆိုတော့ဒီလိုနဲ့ပြီးလို့ရှိရင်ဘာလုပ်လာပြီလဲဆိုလို့ရှိရင်သူ့အမိတွေကဒီသူတို့အစာကိုနည်းနည်းတောင်လက်စုံလာပြီဆိုလို့ရှိရင်အစာကိုဒီအကိုင်းတွေမှာမထားတော့ဘဲနဲ့သူတို့အကိုင်းတွေအများကြီးရှိတဲ့နေရာဖြစ်နေတယ်ဆိုသူကလီပေါ်မှာပဲအစာကိုချကျွေးတယ်သူကအဲ့အစာကိုလီပေါ်မှာပဲစားရတဲ့အချိန်မျိုးကိုသူလှုပ်ဆောင်နေဆိုတာတွေ့ရတယ်ပေါ့နော်အဲ့ဒီကနေမှသူတို့တွေဒါအစာကျွေးတဲ့ဥစ္စာကိုလီပေါ်မှာနည်းနည်းစပြန်တက်တဲ့ဥစ္စာကိုလှုပ်လာရတယ်သဘောကဘာမှမသိတဲ့အချိန်လေးကနေမှသူ့ဟာသူတစ်ဆင့်ပြီးတစ်ဆင့်သူကလှုပ်ဆောင်လာရတယ်ပြီးတော့မှအပြန်စတင်တယ်အပြန်စတင်တဲ့အခါမှာပထမတော့ဒီအပင်တကိုင်းပေါ့နော်အဲ့လိုသွားရင်းနေမှာနောက်ပိုင်းကျတော့ဒီလေလန်းချောင်းတွေကိုတိမ်ငှက်တွေကနားလေတိမ်ငှက်မျိုးမျိုးရှိတယ်အဲ့ထဲမှာလေလန်းချောင်းကိုတော့များသောအုပ်စုတွေကနားလေကြတယ်အဲ့လေလန်းချောင်းတွေကိုအမိတွေနဲ့အတူတူဘယ်လိုသွားရတယ်ဆိုတော့ဒီမိဘတွေနဲ့သူသင်ယူပြီးတော့မှလေလန်းချောင်းသူကျွမ်းသွားပြီဆိုလို့ရှိရင်ねသူတို့အစာအတွက်ကိုလည်းမတင်ပြီးတော့သူတို့ကိုယ်တိုင်တော့ဘယ်လိုရှာဖွေစားတော့ရမယ်ဆိုတဲ့ဥစ္စာကိုလှုပ်ဆောင်ရအောင်ဆိုပြောချင်တာကတိမ်ငှက်ကသူ့ရဲ့အထဲမှာတဘာဝရှိအဲ့ဒီတဘာဝကိုရလာဖို့အတွက်ဒါရုံးကန်ရတဲ့အနေထားအမျိုးမျိုးရှိတယ်ဆိုတော့တွေ့ရတယ်အဲဒီလိုမျိုးပဲကျွန်တော်တို့လည်းခုနပြောသလိုဖះရဲ့သားသမီးတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ထဲမှာဖះရဲ့တဘာဝရှိတယ်ကျွန်တော်တို့ကတန်ဖိုးအရင်ရှိတဲ့သူဖြစ်တယ်လို့ကျွန်တော်တို့မှာဖះနဲ့သက်ဆိုင်တဲ့အခွင့်အာဏာတွေဘုရားသခင်ပေးအပ်ထားတယ်။ယုံကြည်သူတယောက်မှာရှိတဲ့အခွင့်အာဏာတွေအများကြီးပဲရှိတယ်။ဒါပေမဲ့ကျွန်တော်တို့အကုန်လုံးကဒီခန္ဓာကိုယ်ထဲမှာဒါရှိနေတယ်။ဒါပေမဲ့ကျွန်တော်တို့ကဘာမှရှိနေရလဲဆိုတော့ဒီလောကထဲမှာရှိနေရတာ။ဆိုတော့လောကထဲမှာရှိနေရတဲ့အခါမှာဘယ်အရာကျွန်တော်တို့ဖိအားလာပေးနေလဲဆိုလို့ရှိရင်လောကရဲ့လောကဓာတ်ကဖိအားပေးတယ်။ခုနပြောတဲ့ဒုက္ခတွေဆင်းရဲတွေပြဿနာတွေအခက်ခဲတွေဒီအရာတွေကကျွန်တော်တို့ဘာလုပ်လဲဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့လောကထဲမှာဖိနှိပ်လာတယ်ဆိုတော့အဲ့ကြားထဲမှာကျွန်တော်တို့ကတဖြည်းဖြည်းနဲ့အဲ့လောကဒဏ်ရဲ့ကြားထဲမှာဘာဖြစ်လာလို့ဆိုလို့ရှိရင်ကြက်ညက်လာတတ်တယ်ကြက်ညက်လာတဲ့အခါမှာလူကတဖြည်းဖြည်းနဲ့ဒီရောက်ကြက်ညက်လာတဲ့ရောက်ဖောက်ထွက်မပစ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လောကဒဏ်နဲ့ခုနပြောတဲ့အခက်ခဲဒုက္ခတွေရဲ့ကြားထဲမှာပြီးသွားလိမ့်မယ်တနည်းအားဖြင့်သခင်ဘုရားပြောတဲ့ဝန်လေးပြီးတော့မှအဲ့ဝန်အောက်မှာကျွန်တော်တို့ယုံလို့မရတဲ့အနေအထားမျိုးထိရောက်သွားနိုင်တယ်ဆိုတော့အဲ့ခါမှာဒီအခြေအနေကနေဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖောက်ထွက်ရမယ်ကျွန်တော်တို့အသက်တာတွေမှာဖောက်ထွက်ဖို့လိုအပ်တဲ့အရာတွေအများကြီးပဲရှိတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ခါမှာဒီစပြီးတော့မှဖောက်ထွက်ဖို့အတွက်ပြင်ဆင်တဲ့အရာဖောက်ထွက်ဖို့အတွက်ကြိုးစားတဲ့အခါမှာအရင်ဦးဆုံးကဘာနဲ့သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအုံနောက်နဲ့ရင်သွားတတ်တယ်အဲ့ဒါကိုတွေ့မြင်ရတယ်ဆိုတော့နှုတ်ကပတ်တော်တွေကဖြစ်ဖြစ်လေတစ်ချက်နဲ့ကျွန်တော်တို့စပြီးတော့မှကြည့်မယ်ကျွန်တော်သိပြီးသားပါပဲဒီဖြစ်ပျက်ကလည်းရှောလို့ပါပထမဦးဆုံးရှင်ပြန်ဖြစ်တယ်ပြီးတော့ဘုရားသခင်ကိုယ်တိုင်ခွဲကဲမှတ်သားတဲ့ဘုရင်ဖြစ်တယ်ဒါပေမဲ့သူကလည်းခုနပြောတဲ့ဖိအားရှိတာ pressure ရှိလာဘာ pressure ရှိလာလဲဆိုတော့ဖိလိတိလူမျိုးတွေကလာပြီးတော့မှစစ်တိုက်တယ်စစ်တိုက်တဲ့အခါမှာအင်အားအများကြီးနဲ့လာပြီးတိုက်ကြတယ်ပြီးတော့မှအဲ့ဒါကစစ်သားတွေဖြစ်နေ
ပြီးတော့လက်နက်တွေရှိကြတာပေါ့လက်နက်တွေဓာတ်တွေဒုတ်တွေလှန်တွေလက်နက်တွေရှိကြတယ်ဒါပေမဲ့တစ်ဖက်မှာဣတိလလူမျိုးတွေကကြတော့သူတို့တွေကကြတော့ပြန်တိုက်ဖို့အတွက်ကကြတော့သူတို့မှလက်နက်မရှိဘူးတဲ့သူတို့ကဒီစိတ်ပြိုးမွေးမြူရေးနဲ့သက်ဆိုင်တဲ့လက်နက်တွေပဲသူတို့ဒီမှာရှိတယ်ဆိုတော့ဗျာဒါကြောင့်သူတို့ကဘာဖြစ်လဲဆိုတော့ကြောက်နေတယ်အဲ့ဒီလာတိုက်တဲ့သူတွေကိုကြောက်နေတယ်ဆိုတော့အဲ့ဒီမှာခေါင်းဆောင်ဖြစ်တဲ့ရှောလူရှင်ပြန်ကဒီ pressure ကြားထဲမှာသူ့ဘက်ကအင်အားကလည်းတိတ်မရှိပြီးတော့မှလက်နက်ကလည်းမရှိဘဲနဲ့ဒီဘက်မှာရှိနေတဲ့ဖိလိတိလူမျိုးတွေကိုတိုက်ဖို့အတွက်ကြောက်နေတဲ့အခြေအနေကြားထဲမှာဥဆောင်နေရတာရှောလူဖြစ်တယ်အဲ့ခါမှာ तू ကဘာဒီ pressure ကြားထဲမှာ तू ကဘာလုပ်လိုက်လဲဆို तू ဖောက်ထွက်လိုက်တယ်ဒါပေမဲ့ရှောလူရဲ့ဖောက်ထွက်ခြင်းကဘာဖြစ်နေလဲဆိုတော့သူ့ရဲ့ idea နဲ့ तू ဖောက်ထွက်လိုက်တာဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကျွန်တော်တို့သိပြီးသားပဲဓမ္မရာဆိုရင်ပထမဆောင်ထဲမှာဒီအကြောင်းအရာလေးကိုတွေ့ရပါတယ်ဓမ္မရာဆိုရင်ပထမဆောင်ခန်းကြီး73ငွေ9ကနေ15မှာဒီအကြောင်းအရာကိုတွေ့ရတယ်ဆိုတော့ဒါကျွန်တော်တင်းတလောက်ပဲဖတ်လိုက်ပါမယ်ဖိလိပ္ပိလူတို့သည်ဣတိလမျိုးသားတို့ကိုစစ်တိုက်ခြင်းကယထာ3000နှင့်မြင်း6000ကို၎င်းသမုဒ္ဒရာသဲလုံးနှင့်အမျှရှိသောလူများတို့ကိုစုဝေးစီပြီးစစ်ချီဘေတဝင်မြို့ရှိမိမ့်မက်မြို့၌တခြားကြ၏ဣတိလအမျိုးသားတို့သည်အလွန်ဆင်းရဲခံရသဖြင့်မိမိတို့ကျင်းမြောင်းလျက်ရှိသည်ကိုသိမြင်သောအခါဥမင်တောအုံကြောက်ကြားတောင်ထိပ်မြေတွင်တို့၌ပုံးရှောင်၍နေကြ၏ယော်ဒန်မြစ်တစ်ဖက်၌နေသောသူအချို့တို့သည်ကူးပြန်၍ဂက်ပြည်ဂိလက်ပြည်သို့သွားကြ၏ရှောလူသည်ဂိလက်ကာလမြို့၌နေသေး၍လူအပေါင်းတို့သည်သူ့နောက်၌တုံလှုပ်လျက်ရှိကြ၏ဆိုတော့ဒါခုနပြောတဲ့ situation ပေါ့အခြေအနေကအင်အားအများများတယ်ပြီးတော့မှယထာတွေရောပြီးတော့မှမြင်းတွေရောအများကြီးပဲသူတို့လာတိုက်တယ်ပြီးတော့ဒီဘက်မှာရှိနေတဲ့သူတွေကကြောက်ပြီးတော့မှအချို့တွေကပုံနေကြတယ်ပြီးတော့ဒီဂျော်ဒန်မြစ်အရှိဘက်ကမ်းမှာရှိနေတဲ့နှမျိုးနွယ်နဲ့တဝက်ပေါ့သူတို့ကလည်းဒီဘက်ဂျော်ဒန်မြစ်တစ်ဖက်ကမ်းကိုပြန်လာကူးပြီးတော့မှဒီဘက်ချမ်းမှာပဲပြန်လာပြီးတော့ပုံနေတဲ့ပုံစံမျိုးဖြစ်တယ်အဲ့ဒီရဲ့ဖိအားကိုရှောလူကအရန်မခံနိုင်တော့တဲ့အခါမှာဒါစစ်တိုက်ခံနေဆိုလို့ရှိရင်ခုနကသူတို့စောင့်နေတာရှမွေလပေါ့ရှမွေလကရစ်ပူဇော်ဖို့အတွက်စောင့်နေတဲ့အရာကို तू ကဘာလုပ်လိုက်လဲဆိုတော့ကြာလိုက်တာကွာဆိုတော့ तू ကသူလုပ်လိုက်တာဆိုတော့ဒီဖိအားဒီ pressure ကိုဖောက်ထွက်လိုက်တဲ့အခါမှာရှောလူဒီသူ့ရဲ့ idea နဲ့သူ့ရဲ့အကြံဉာဏ်နဲ့ပဲ तू ဖောက်ထွက်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့မှာရောက်လာတယ်ဆိုတော့အငယ်ဒါက8ပေါ့ရှမွေလချင်းချက်သည်အတွင်ရှောလူသည်9ရက်ငှက်လင့်၍ရှမွေလသည်ဂိလဂါလမြို့သို့မရောက်လူများတို့သည်ထွက်ပြေးကြ၏ရှောလူကလည်းမိရှုရဲ့ယနေ့မိတ္တာယပူဇော်တကာကိုငါထံသို့ယူခဲ့ကြဟုဆိုသည်ဖြင့်မိရှုရဲ့ရစ်ကိုပူဇော်လေ၏မိရှုရဲ့ရစ်ပူဇော်ခြင်းအမှုပြီးသည့်အဆုံး၌ရှမွေလသည်လာ၏ရှောလူသည်ကောင်းကြီးပွေခီးဥကျူပြုခြင်းကထွက်သွားလင်ရှမွေလကသင်သည်အဘယ်သို့ပြုသည်နည်းဟုမေးတော်ရှောလူကလူများတို့သည်ကျွန်ုပ်ထံမှထွက်ပြေးကြောင်းကိုရောသည်ချင်းကျက်သောချိန်၌မရောက်ကြောင်းဖိလိတိလူတို့သည်မိမမြို့၌စုဝေးကြောင်းများကိုသိမြင်သောအခါဖိလိတိလူတို့သည်ငါရှိရာဂိလဂါလမြို့သို့စစ်ချီလိမ့်မည်ထာဝရဘုရားကိုငါမတောင်းပန်ရသေးဟုကျွန်ုပ်အောက်မေ့သည်ဖြင့်ကိုအနိုင်ပြု၍မိရှုရဲ့ရစ်ကိုပူဇော်မိပြီဟုပြန်ပြော၏ရှမွေလကလည်းသင်သည်မှားပြီဆိုတော့ဒီကိုယ့်ရဲ့ idea နဲ့ဒီပြဿနာကိုကိုယ့်အကိုဖြေရှင်းလိုက်တဲ့အရာပေါ့ရှောလူမှာ तू ဖြစ်လာတဲ့ pressure ကို तू ကသူ့ရဲ့ idea နဲ့သူ့ရဲ့အကြံဉာဏ်နဲ့ဖောက်ထွက်လိုက်တာပဲလားဒါပေမဲ့အဲ့ဒီဖောက်ထွက်ခြင်းကဘာဖြစ်သွားရလဲဆိုလို့ရှိရင်မှားရင်းတဲ့အရာဖြစ်တယ်ဆိုတာတွေ့ရတယ်မှားပြီတဲ့ဒီကိစ္စရဲ့နောက်ဆက်တဲ့ပြဿနာကဘယ်လောက်တောင်ဖြစ်သွားလဲဆိုလို့ရှိရင်ဖယားသခင်ကရှောလူကိုနန်းချပြီးတော့မှနောက်ထပ်ရှင်ဘုရင်တစ်တယောက်ကိုနန်းတင်မဲ့အခြေအနေထိရောက်သွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီအခြေအနေကိုပြန်ပြီးသုံးသပ်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းကျွန်တော်တို့ကပြဿနာတစ်ခုခုဖိအားတစ်ခုခုခုနပြောတဲ့လောကဓာတ်တစ်ခုခုရှိလာတဲ့အခါမှာကျွန်တော်တို့ဒီအဲ့ဒီ
ပြဿနာအခက်အခဲဒုက္ခကိုရင်ဆိုင်ပြီးဖောက်ထွက်လိုက်ရမှာပဲအဲ့ဒါဘုရားသခင်လူတော်ဖြစ်တယ်ဒါပေမဲ့ဘုရားသားသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘုရားသခင်ရဲ့လမ်းဘုရားသခင်ရဲ့နီးလန်းနဲ့ဖောက်ထွက်ဖို့ပဲလို့အဲ့ဒါအရေးကြီးတယ်ဘုရားသခင်ရဲ့နီးလန်းနဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့ရှောလူလူကိုယ့်ရဲ့ idea နဲ့သွားမယ်ဆိုလို့ရှိရင်တော့အချို့ကဏ္ဍတွေမှာတော့အစဉ်ပြေကောင်းပြည်သွားနိုင်ပေမဲ့အချို့ကဏ္ဍတွေကြတော့မှားလို့မရတဲ့ကဏ္ဍရှိတယ်အဲ့ဒီမှားလို့မရတဲ့ကဏ္ဍမျိုးဆိုလို့ရှိရင်တော့သွားပြီဆိုတော့သူ့ရဲ့အသက်တာကိုဘုရားသခင်ပယ်ဖို့အခြေအနေမျိုးထိရောက်သွားမယ်ဆိုတာပေါ့ဆိုတော့ဒီမှာကျွန်တော်တို့ဆင်ခြင်သုံးသပ်မိတယ်ဆိုတော့ခုနကျွန်တော်တို့ကဘုရားသားမီးတယောက်ဖြစ်တယ်တန်ဖိုးရှိတယ်အထဲမှာဘုရားသခင်ရဲ့တကူဘုရားသခင်ပေးထားတဲ့ဒီစွမ်းရည်တွေပြီးတော့မှခုနပြောတဲ့ဘုရားသခင်ခန့်အပ်ထားတဲ့အရာတွေအဲ့ဒီအရာတွေကကျွန်တော်ဒီလောကထဲမှာဖောက်ထွက်ပြီးတော့မှအောင်မြင်ပြီးတော့မှဘုရားဘုန်းထင်ရှားဖို့အတွက်ဘုရားသခင်အလိုရှိတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ idea နဲ့တော့ဒီအရာတွေကိုဖောက်ထွက်ပြီးသွားဖို့အတွက်ဘုရားသခင်အလိုမရှိဘူးဆိုတော့ပထမတစ်ချက်အနေနဲ့နားလည်ရတယ်ဆိုတော့ဓမ္မသစ်မှာဆိုလို့ရှိရင်တော့သခင်ယေရှုလာဖမ်းတဲ့ဟိုနေမှာကိတရှိမန်ဥယျာဉ်ထဲမှာလာဖမ်းတဲ့သူတွေရှိတယ်ပေါ့ယောမစစ်သားတွေဆိုတော့ဒါယေဘရဟိမင်းကကာယဖကနေပြီးလွှတ်လိုက်တဲ့အုပ်စုတွေပေါ့နော်ဆိုတော့သူတို့တွေရှိကြတယ်ဆိုတော့သူတို့တွေကလာဖမ်းတဲ့အချိန်မှာဒါလေးတစ်ချက်ဖတ်ချင်တယ်ဒါကမဿဲခန်းကြီး26ငွေ90ကနေ51ဒီချက်လေးပဲဖတ်ချင်တယ်ဆိုတော့သခင်ယေရှုလာဖမ်းတော့ငွေ49မှာကိုရိုရင်းတို့ချင်းကပ်၍ယူဒရှကာယုတ်ကပြောတာကိုရိုရင်းတို့ချင်းကပ်၍အရှင်ဘုရားမင်္ဂလာရှိပါစေသောဆိုလျက်နန်းလေဒါယူဒရှကာယုတ်ကနန်းတယ်အငယ်90မှာတွေ့ရခါမှာယေရှုကလည်းအဆွေအဘယ်ခင်းရှိလာသည်နည်းဟုမိတော်မူပြီးမှထိုသူများတို့သည်လာပြီးကိုရိုကိုဆွဲကင်ဖန်ဆီးကြထိုအခါယေရှုနှင့်ပါသောသူတယောက်သည်လက်ကိုဆန့်၍ဓာတ်ကိုဆွဲထုတ်ပြီးလျှင်ယေဘရဟိမင်း၏ကျွန်တယောက်ကိုခုတ်သည်ဖြင့်နှရွက်ပြက်လေဒါလည်းကျွန်တော်တို့သိထားပြီးသားပါပဲဆိုတော့ဒါမဲ့ဒီမှာကျွန်တော်ပြောချင်တာကလာဖမ်းနေအချင်းအကျက်ဂျားထဲမှာရောက်လာတယ်ဆိုတော့သခင်ယေရှုကလည်းမင်းတို့ဘာတူလဲလို့မေးပြီးတော့မှလာတဲ့အခါမှာဟိုကဒုတ်တီဓာတ်ရင်လာတဲ့အခါမှာအဲ့ဒီမှာရှိနေတာကဒါပေတရုလည်းပြောပါတယ်เนาะအခြား version မှာကြောင့်ပေတရုပြောဒီပေတရုတပည့်တော်ကနေပြီးတော့မှသူ့အတွက်ကကြတော့ဘာဖြစ်နေလဲဆိုလို့ရှိရင်သူဖောက်ထွက်တာဘာကိုဖောက်ထွက်တာလဲဆိုလို့ရှိရင်ဒီရဲ့ရာဇဝင်လည်းကျွန်တော်တို့သိထားပြီးသားပါအောက်မှာတော်လိုင်းတက်တွေကရှိတယ်ဆိုတော့အကယ်သူစပြီးတော့မှလှုပ်လိုက်လို့ရှိရင်သခင်ဖျားကလည်းသူ့ရဲ့တကိုးနဲ့စပြီးတော့မှဟိုဒီယောမစစ်တပ်ကိုစပြီးတော့မှတိုက်ခိုက်မယ်ဆိုလို့ရှိရင်ဒါသူတို့ရဲ့ဂျူးတော်လိုင်းကြီးစပြီးပေါ့နော်ဒီလိုပုံစံမျိုးသူတွေးပြီးတော့မှသူကိုယ်တိုင်စပြီးဖောက်ထွက်လိုက်တာဒါပေမဲ့ तू ကဖျားကိုမတိုင်ပင်ထားဘူးဖျားသခင်ရဲ့အလိုတော်မဟုတ်ဘူးသခင်ယေရှုကို तू တစ်ချက်လှည့်ကြည့်ပြီးတော့ကိုတော့ကျွန်တော်ဆော်မင်တော်ဆိုတဲ့အရာ तू မပြောဘူးသူ့ရဲ့ idea ပဲသူ့ရဲ့ idea နဲ့ဒီအရာ तू ဖောက်ထွက်ပြီးတော့မှတိုက်တာပဲဆိုတော့တိုက်တော့လေထိခိုက်မှုတော့ရှိတာပဲတက်ရောက်မှုတော့ရှိသွားတယ်ဆိုတော့ဟိုဘက်မှာနေရပြတ်သွားတယ်ပေါ့ရုံရင်းဆန်ခတ်တော့ဖြစ်သွားမယ်အဲ့ဒီအခြေအနေလေးကဆိုတော့တူကိုတိုက်တော့မယ့်ပုံစံမျိုးလေးဖြစ်ကောင်းဖြစ်နေဒါပေမဲ့သခင်ဘုရားစီကရောက်လာတဲ့အတန်ကကြတော့ဟိုသူလှုပ်တဲ့အလုပ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတာဆိုတော့ဓာတ်မကင်နဲ့ပေါ့လေဒါကျွန်တော်သိပါတယ်ဆိုတော့ပေတရုမင်းဓာတ်မကင်နဲ့ဓာတ်ချထားလိုက်ဓာတ်ကင်နဲ့သူကဓာတ်နဲ့တီးတက်တယ်ဆိုတော့အဲ့ဒါမှလည်းဘာလို့ကျွန်တော်မြင်ရလဲဆိုလို့ရှိရင်ကိုယ်တိုင်ဖောက်ထွက်တဲ့ကိစ္စပဲဖြစ်လာတဲ့ pressure ဖြစ်လာတဲ့အခက်အခဲဒုက္ခပြဿနာဖြစ်လာတဲ့လောကဓာတ်ကိုဖောက်ထွက်ပစ်ဖို့အတွက်ကအဲ့ဒီမှာသူ့ idea ဖြစ်နေအဲ့တော့ဖယားသခင်ရဲ့သားသမီးဖယားရဲ့တပည့်တော်တယောက်ဖယားရဲ့အလိုတော်မှုတဲ့ဖောက်ထွက်ခြင်းမျိုးဆိုတော့ဒါအကျဉ်းထမြောက်မအောင်မြင်ဆိုတော့ဒါကျမ်းစာထဲမှာမှတ်တမ်းတင်ထားတဲ့ပုံကိုယ်ဆိုတော့ကျွန်တော်လည်းဒါကိုပြန်စဉ်းစားဆင်ခြင်တယ်ဒါဆိုဒါမျိုးကျွန်တော်စီမှာရှိလားကျွန်တော်ကအဲ့လိုပုံကိုမျိုးတွေကိုဖြစ်တာကျွန်တော်ကအဲ့ဒီလိုမျိုးလူစားမျိုးကိုဖြစ်တာတခုခုဆိုလို့ရှိရင်စိတ်ကမရှိဘူးချစ်ခင်တဲ့ဆိုပြန်ပြောလိုက်ရမှာတခုခုဆိုလို့ရှိရင်လေထလုပ်ချင်တာ
အဲ့လိုမျိုးတွေမှာပါတယ်ဆိုတော့ချက်ချင်းပြန်တုံ့ပြန်တယ်ဒါကြောင့်လေခဏခဏမှားတာတွေအများကြီးအသက်တာထဲမှာကြုံရတယ်အဲ့တော့အချို့မှားတွေဆိုလို့ရှိရင်ပြန်ပြင်လို့မရတော့တဲ့အပြင်တက်တာထဲမှာဖိုးခပေးရတာတွေလည်းအများကြီးရှိဒါမျိုးတွေပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တယောက်ထဲလားဆိုလို့ရှိရင်လည်းမဟုတ်နိုင်ဘူးဆိုတော့ကျွန်တော်တို့ရှိနေတဲ့ညီကိုမောင်နှမတွေအကုန်လုံးလည်းဒါမျိုးဖြစ်နိုင်ဆိုတော့ဘုရားသခင်ကျွန်တော်လောကမှာနေတဲ့ဘုရားသားသမီးတယောက်နေနဲ့အဲ့ဒီလောကမှာရှိနေတဲ့ရောက်ဖောက်ထွက်ပြဖို့အတွက်ဒါဘုရားသခင်လိုတော့ပဲဒါပေမဲ့အဲ့ဒီဖောက်ထွက်ဖို့ဆိုတာကဘာတွေလိုအပ်လဲဆိုလို့ရှိရင်ဘုရားရဲ့စကားလိုမယ်ဘုရားရဲ့နီလန်းလိုအဲ့ဒီအတိုင်းဆိုလို့ရှိရင်တော့ဒါဘုံထင်ရှားတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်နိုင်တယ်ဆိုတော့တစ်ချက်ကျွန်တော်တို့ကြည့်ခြင်းတယ်စာလံကျမ်းထဲမှာတုံတင်ထားတဲ့အရာလေးပေါ့နော်ဒါ34ခုမြောက်သောစာလံပိုင်းငယ်15မှာထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏သူတို့အော်ဟစ်တန်ကိုနားထောင်တော်မူ၏အဲ့ဒါကျွန်တော်ခွန်အားရတယ်အဲ့ဒီအရာကဘုရားကဖြောင့်မတ်တဲ့သူကိုကြည့်ရှုတယ်ဆိုတော့ကျွန်တော်တို့ကဖြောင့်မတ်တဲ့သူလားကျွန်တော်ကဖြောင့်မတ်တဲ့သူဆိုတော့သခင်ယေရှုကိုကေတင်ပိုင်ရှိဖြစ်ယုံကြည်လက်ခံတဲ့သူကိုဘုရားသခင်ကကျွန်တော်တို့ဖြောင့်မတ်တယ်လို့သတ်မှတ်တယ်တဲ့ဒါပေမဲ့မတွေ့ရလဲဆိုလို့ရှိရင်ရောမဩဝါဒစာခန်းကြီး3ခန်းငယ်20နဲ့2မှာယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ယုံကြည်သောသူပေါင်းတို့ကိုဖြစ်ထိုသူပေါင်းတို့ပေါ်သို့ရောက်သောဘုရားသခင်ဖြောင့်မတ်ခြင်းတရားသည်ထင်ရှားခဲ့ပြီခြားနာခြင်းအလျင်မရှိဆိုတော့သခင်ယေရှုကေတင်ပိုင်ရှိဖြစ်ယုံကြည်လက်ခံတဲ့သူကိုခရစ်တော်အပြင်ကျွန်တော်တို့ဘုရားကဖြောင့်မတ်တဲ့သူဖြစ်သတ်မှတ်ထားပြီးသွားပြီဖြောင့်မတ်တဲ့သူဖြစ်ဘုရားသခင်ကကျွန်တော်တို့ကိုခရစ်တော်အပြင်အတိမတ်ပြုပြီးသွားပြီဆိုတော့အဲ့ဒီဖြောင့်မတ်တဲ့သူဆုတောင်းနေဆိုလို့ရှိရင်ဘုရားကကြည့်ရှုတယ်အဲ့ဒီသူရဲ့ဘေးနားမှာဘုရားသခင်အမြင်နဲ့ရှိတယ်ဒါကလည်းဓမ္မသစ်မှာပြည့်စုံနေပြီတန်ရှင်သောဝိညာဉ်တော်ကျွန်တော်ထဲမှာရှိတယ်တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်နဲ့အတူတူရှိနေတဲ့အခါမှာကျွန်တော်တို့ရဲ့ဖြစ်စဉ်အားလုံးမှာသူကပါဝင်ပတ်သက်နေတယ်ကျွန်တော်တို့သတိနဲ့ကြည့်ရှုနေတယ်ငိုက်မြေအိပ်ပျော်ခြင်းရှိတော်မူဒါတွေကကျွန်တော်အားလုံးသိပြီးသားနောက်တစ်ခုဘာပြောလဲဆိုတော့သူတို့အော်ဟစ်တန်ကိုနားထောင်တော်မူ၏ကျွန်တော်တို့ကလည်းဘယ်အချိန်မှာအများဆုံးအော်ဟစ်လဲဆိုလို့ရှိရင်ခုနပြောလို့ပေါ့တခုခုအခက်ခဲဒုက္ခပြဿနာကြုံလာတော့မှကျွန်တော်တို့ဘုံမှာ pressure ရောက်လာတော့မှကျွန်တော်တို့ကလည်းများသောအားဖြင့်အော်ဟစ်တတ်ကြတာဆိုတော့အဲ့အချိန်မှာပိုအော်တာပေါ့လေဒါမျိုးလဲဖြစ်မှာပါဆိုတော့အဲ့ဒီလိုအော်ဟစ်တဲ့အတန်ကိုလည်းသူနားထောင်တယ်ဆိုတော့ဒါကိုကျွန်တော်ဘယ်ဖြစ်ပျက်လေးနဲ့ပြန်ပြီးတော့မှကျွန်တော်မိမောင်းထိုးခြင်းလဲဆိုလို့ရှိရင်ဣသေလလူမျိုးတွေအီဂျစ်ပြည်ကနေပြီးတော့မှထွက်လာပြီဆိုတော့အီဂျစ်ပြည်မှာဒီနမိတ်လက္ခဏာ10မျိုးပေါ့နော်ဒါလည်းကျွန်တော်တို့သိပြီးသားပါနမိတ်လက္ခဏာ10မျိုးဆိုတော့ကြည့်ရတာအဲ့ဒီအရာကိုတိကျဖတ်ကြည့်လိုက်လို့ရှိရင်အီဂျစ်ပြည်ကလည်းတော်တော်ဖုံဖုံညက်ညက်ကြည်သွားတဲ့ပုံစံမျိုးထီကိုဖြစ်မှာနောက်တလေးဆန်တွေလည်းပျက်စီးမျိုးမျိုးပေါ့လေဒုက္ခတွေတော်တော်များရောက်ပြီးတော့မှဖြစ်ရတာဒါကလည်းခုနပြောတဲ့ဖာရောဘီရင်ခေါင်းမာပြီးတော့မှအဲ့ဒီအချိန်မှာအဲ့ဒီ emperor ကြီးတစ်ခုလုံးကိုဘုရားသခင်ကသူကဘုရားဖြစ်တယ်ဆိုတဲ့အရာကိုပြခြင်းတကူနမိတ်လက္ခဏာရှိတယ်ဘုရားဖြစ်တယ်ပေါ့နော်ကောင်းတဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားကဘုရားဖြစ်တယ်ဆိုတော့သူထင်ရှားပြခြင်းတဲ့အနေအထားမျိုးကိုပြသတဲ့ပုံစံမျိုးဆိုတော့အဲ့ဒီမှာနောက်ဆုံးတာဦးပေါ့နော်10ခုမြောက်တာဦးတုတ်တင်တဲ့ဥစ္စာနဲ့သူတို့ပြန်ထွက်လာကြအောင်ထွက်လာပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဒါကျွန်တော်တို့သိတယ်ပင်လေကိုရောက်သွားတယ်ပင်လယ်နီရဲ့ကန်ဆက်ကိုရောက်သွားတယ်တော့အဲ့အချိန်မှာသူတို့တွေစောင့်နေတာပေါ့သူမိုးတိမ်ကလည်းအဲ့အချိန်မှာစပြီဆိုတော့စောင့်နေတဲ့အချိန်မှာတစ်ဖက်မှာကဖာရောဘုရင်ကစိတ်ကပြောင်းသွားတယ်ပြောင်းပြီးတော့မှသူစစ်တပ်ကိုပြင်တယ်ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့နောက်တစ်ခုဆင်ခြင်မိတာပေါ့နော်နောက်တစ်ခုဆင်ခြင်မိတာဘာလဲဆိုလို့ရှိရင်ဖာရောဘုရင်အေဂုတုတိုင်းပြည်မှာစစ်တပ်ရှိသေးတယ်ဗျဆိုတော့ကျန်တဲ့ကဏ္ဍတွေကသူတို့ရဲ့တဘိုးကြီးတဲ့ဖျားတွေနတ်ဖျားတွေရဲ့ဒီကြော်ကြားတဲ့အရာနောက်တစ်ခုကအဲ့ဒီဖာရောဘုရင်မှာစစ်တပ်ကရှိနေသေးတယ်အီဂျစ်ပြည်ရဲ့စစ်တပ်ကြီးပေါ့အဲ့ဒီစစ်တပ်ကလည်းနာမည်ကြီးတယ်
ဆိုတော့အဲ့ဒီစစ်တပ်ကိုဖာရောဘီယံအသုံးပြုပြီးတော့မှအမှုတ်ချီတော့မှာပထမတော့ဒီသူသားလေးတည်သွားတဲ့အခါမှာအဲ့ဒီရဲ့ပြဿနာကိုသူလုံနေရင်းနဲ့မှမလုတ်ဖြစ်လိုက်ပေးနဲ့သူဆင်းလာတဲ့အချိန်မှာဒီဘက်အီဂျစ်လူမျိုးတွေအီတီလာလူမျိုးလွှတ်လိုက်တော့ပင်လယ်နီမှာသွားပြီးရက်နေတဲ့အချိန်မှာဆိုတော့နောက်တော့မှလိုက်လာဒါကျွန်တော်မျက်လုံးထဲမှာမြင်လို့ရပါတယ်ဆိုတော့ဟိုကနေအီဂျစ်စစ်တပ်ကြီးအများကြီးလိုက်လာတဲ့အချိန်မှာဒီဘက်မှာအီတီလာလူမျိုးတွေကဘာဖြစ်ကြလဲဆိုလို့ရှိရင်ပြဿနာမျိုးဖြစ်ကြတယ်ဆိုတော့တချို့တွေကဘယ်လိုစဉ်းစားမလဲပေါ့တချို့လဲဆိုတော့ရေကူးမယ်ပေါ့ငါတို့ရေကူးချမလားပေါ့ပင်လေကိုဖြတ်ပြီးတော့ရေကူးမယ်ပေါ့ဒါလည်းမဖြစ်နိုင်တဲ့အတွေးနောက်တစ်မျိုးကလည်းဆိုတော့ငါတို့သွားပြီးတော့မှအညံ့ခံလိုက်မလားပေါ့ဒါမျိုးတွေးရတဲ့သူလည်းရှိကောင်းရှိလိမ့်မယ်တချို့ကြတော့လည်းဘာလုပ်ကြလဲဆိုလို့ရှိရင်ညီးတွားကြတာပေါ့နော်ဆိုညီးတွားတယ်အဲ့ဒီညီးတွားမှုမတိုင်ခင်မှာကြတော့သူတို့ကအရှိမဖျားကိုအော်ဟစ်တယ်ဆိုတဲ့အရာလေးတခုတွေ့ရတယ်ဒါထက်မြက်အခန်းကြီး14ခန်းငယ်73-14ပေါ့နော်ဒါပေမဲ့12လောက်ကနေကျွန်တော်ဖတ်ကျင်တယ်12မှာငါတို့ဒီအေဂုတုလူတို့ထံ၌အစီကျွန်းခံနေလျက်ရှိကြပါစေဟုအေဂုတုပြည်၌ငါတို့ပြောရတယ်ဤအမှုရာကိုရေဆောင်၍ပြောသည်မဟုတ်လောငါတို့သည်ဤတိုး၌တေရသည်ထက်အေဂုတုလူတို့ထံ၌အစီကျွန်းခံလျင်တာ၍ကောင်းသည်ဟုဆိုကြ၏ဒီမှာကျတော့နောက်တစ်မျိုးကကျတော့ဘာလောက်တက်လဲဆိုလို့ရှိရင်သူတို့ကအဖြစ်တင်တတ်တယ်ဖြစ်နေတဲ့အခြေအနေပေါ်မှာအဖြစ်တင်ကြတယ်ဘယ်သူ့ကိုအဖြစ်တင်လဲဆိုလို့ရှိရင်မြင်နေရတဲ့သူတွေကိုအဖြစ်တင်တယ်ဆိုတော့အမျိုးမျိုးပြန်ပြောတာငါတို့ဟိုမှာနေတော့ပြောတာပဲမလိုက်လာရင်ပြီးတာပဲအခုတော့ငါတို့ဘယ်လိုလုပ်ကြမလဲဒီမှာငါတို့တေးရတော့မယ်ဟိုမှာငါတို့တင်းတိုင်းမရှိလို့လားဟိုမှာအေးစီးကျွန်းခံနေပြီးတာပဲပေါ့ဒီလိုတွေညီးတွားပြီးတော့မှအပြစ်တင်ကြတဲ့အခြေအနေမျိုးဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာ pressure တွေကြုံလာရပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေးတဲ့အရာတွေအမျိုးမျိုးနဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့ဝိုင်းပြောမဲ့အရာတွေကျွန်တော်တို့အနီးကပ်ရှိနေတဲ့သူတွေရဲ့အသံတွေကအမျိုးမျိုးထွက်နေတယ်အဲ့ဒါကြောက်စရာကောင်းတယ်ဆိုတော့အဲ့ဒီနောက်ကိုကျွန်တော်တို့လိုက်သွားတတ်တာမျိုးရှိတယ်ဒါပေမဲ့မောရှေကအဲ့ချိန်မှာအဲ့ဘက်ကိုမလိုက်သွားဘူးဗျအငယ်73-14မှာမောရှေပြန်ပြောတဲ့စကားကကြတော့မောရှေကလည်းမစိုးရင်ကြနဲ့ငြိမ်ဝတ်စွာရပ်နေကြထာဝရဘုရားသည်ယနေ့ပြတော်မူသောကယ်တင်ခြင်းကိုကြည့်ရှုကြလော့သင်တို့သည်ယနေ့မြင်ရသောအေဂုတုလူတို့ကိုနောက်တစ်ဖန်အလင်းမမြင်ရကြသင်တို့ဘက်၌ထာဝရဘုရားသည်စစ်တိုက်တော်မူလိမ့်မည်သင်တို့သည်ငြိမ်ဝတ်စွာနေရကြလိမ့်မည်ဟုလူများတို့အားဆို၏တဲ့ဒီစကားကမောရှေပြန်ပြောတဲ့စကားတီတီငြိမ်ငြိမ်ပြောတယ်လို့ကျွန်တော်သုံးသပ်မိတယ်ဒီနေရာမှာမင်းတို့မစိုးရင်နဲ့ဆိုတော့မင်းတို့အခုမြင်နေရတဲ့လူတွေမင်းတို့အခုကြောက်နေရတဲ့သူတွေမင်းတို့တွေးနေတဲ့အတွေးတွေဘာတစ်ခုမှဖြစ်မလာဘူးနောက်တစ်ခါဒီလူတွေကိုမင်းတို့ပြန်တွေ့ကြကြအောင်မရှိဘူးဖယားသခင်မင်းတို့ဘက်ကစစ်တိုက်လိမ့်မယ်ဘာကြောင့်မောရှေကဒီအရာကိုဒီလိုအေးအေးစစ်စစ်ပြောတယ်လေအဖြေကကျွန်တော်ရှိပြီလားဒါထမြောက်ခန်းကြီး14နဲ့ဆိုတိကလေးကပြောတာဒါပေမဲ့ကျွန်တော်ဒီမှာခန်းငယ်4အစောပိုင်းမှာကတဲ့ဟိုကဖယားသခင်ကပြောထားတဲ့အရာကိုပြောခြင်းငယ်လေးမှာငါသည်လေဖာရောဘုရင်ဤနှလုံးကိုခိုင်မာစေ၍သူသည်ဣတိလလူတို့ကိုလိုက်လိမ့်မည်ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုအေဂုတုလူတို့သည်သိစေခြင်းကထိုမင်းနှင့်သူဤစစ်တရေအလုံးရင်းအဖြစ်ငါဘုံပွင့်လိမ့်မည်ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းထိုသူတို့သည်ပြုကြ၏ဆိုတော့အဲ့ဒီလိုဖြစ်လာဖို့အတွက်ကိုဖယားသခင်ရဲ့အကြံစီဖြစ်နေတာအဲ့ဒီလိုဖြစ်လာမယ်လို့မောရှေကိုဖယားသခင်ကကြိုပြောထားတာအဲ့ဒီလိုဖြစ်လာတဲ့အချိန်မှာအဲ့ဒီလူတွေကိုအဲ့ဒီလူဆိုတာဣတိလလူမျိုးတွေကိုမင်းဒီစကားပြန်ပြောပါဆိုတဲ့အရာကမောရှေကိုဖယားသခင်ပြောထားပြီးသားဒါကြောင့်မောရှေကအယံမအံ့အောင်ပြီးတော့မှဒီအခြေအနေကိုမောရှေကအေးအေးစစ်စစ်သူ့ရဲ့လူဆိုတော့ယောက်ျားကြီးပဲ6သိန်းမိန်းမနဲ့ကလေးပေါင်းလိုက်ရင်2တန်းလောက်ရှိတဲ့သူတွေရဲ့အော်ဟစ်နေတဲ့အတန်တွေငိုကြွေးနေတဲ့အတန်တွေအဲ့ဒီအတန်တွေကိုမောရှေက
ACC ပြင်ပြီးတော့မှဖြည့်ရှင်းနေဆိုတာတွေ့ရတယ်။ဒါကြောင့်တခါလေကျွန်တော်တို့စီကိုရောက်လာတဲ့ pressure တွေဒီတခါလေဖျားသခင်ရဲ့ခွင့်ပြုချက်တခါလေဖျားသခင်ရဲ့အကြံစီကြောင့်ဖြစ်လာတတ်တယ်ဆိုတာကျွန်တော်တို့နောက်တစ်ချက်ထည့်သွင်းစဉ်းစားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောခဲ့ပါတယ်စပိုင်းမှာအေဂုတုပြည်မှာစစ်တပ်ကရှိနေသေးတာ哦အဲ့ဒီစစ်တပ်ရဲ့ကြော်ကြားမှုနဲ့အဲ့ဒီစစ်တပ်ကနေပြီးတော့မှဣတိလလူမျိုးကိုလာပြီးတိုက်မယ်ဆိုလေဖျားကိုတော့ရှင်လို့မရဘူးဆိုတဲ့ဥစ္စာကိုဖျားသခင်ကဘုံပွင့်ရအောင်ပါဒါကြောင့်ဒီကိစ္စဖြစ်လာရတာဆိုတော့ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာလည်းဒါမျိုးဖြစ်လာနိုင်တယ်ရှိလာတဲ့ pressure တွေ့မြင်ရတဲ့ဖိအားတွေဒီတခါလေကြားလို့ရှိရင်ဖျားသခင်ရဲ့အကျဉ်းစီထဲမှာမို့လို့ဖျားသခင်အသားလေးလှုပ်ပေးလိုက်တာဖျားသခင်လှုပ်ပေးလိုက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားသခင်ရဲ့နီလန်းဖျားသခင်ရဲ့နှုတ်ကပတ်တော်အပြည့်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အခြားလမ်းနဲ့ထွက်လို့မရဘူးကျွန်တော်တို့ဖောက်ထွက်ဖို့ကိစ္စမှာဖျားရဲ့နီလန်းလိုအပ်တယ်ဆိုတော့ဒါကိုကျွန်တော်တို့ဒီဖြစ်ပျက်တွေအပြည့်သုံးသပ်လို့ရပါဆိုတော့ဒါကျွန်တော်တို့သိပြီးသားပါဖျားသခင်ရဲ့နီလန်းကတော့ပင်လယ်ကိုခွဲမယ်ပြီးတော့မှပင်လယ်ရဲ့အလေမှာသူတို့ရှောက်သွားမယ်ဆိုတော့တကယ်တော့အရန်အံ့ဩစရာကောင်းတဲ့အရာဖြစ်တယ်သူတို့ဖြတ်သွားပြီးတော့မှအဲ့ဒီထဲကိုဝင်လာတဲ့စစ်တပ်ကခုနပြောတယ်သူတို့နောက်တစ်ခါမမြင်ရတော့မယ်အေဂုတုလူတွေဖြစ်သွားတယ်ဆိုတော့ဒါဘုရားသခင်ရဲ့နီလန်ဘုရားသခင်ရဲ့အကြံစီဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီဖြစ်ပြမှာကျွန်တော်တို့ဘာကိုသုံးသပ်လို့ရမယ်ဆိုတော့ကျွန်တော်တို့စီမှာဘုရားသခင်ရဲ့သားသမီးတယောက်အနေနဲ့ကျွန်တော်ကြုံဆုံနေရတဲ့အခက်အခဲဒုက္ခပြဿနာလောကဒဏ်တွေကိုဖောက်ထွက်ပြဖို့အတွက်ကျွန်တော်တို့ဒီမှာဘာလို့လဲဆိုတော့နှုတ်ကပတ်တော်လို့အဲ့နှုတ်ကပတ်တော်ရှိတယ်ဆိုလို့ရှိရင်ရှိနေတဲ့ဖြစ်နေတဲ့အခြေအနေကိုကျွန်တော်တို့ဖောက်ထွက်ပြဖို့အတွက်ဘုရားသခင်ကျွန်တော်တို့နီလန်းပေးထားပြီးသားပဲအဲ့ဒီနီလန်းနဲ့ကျွန်တော်တို့ဖောက်ထွက်ပြလိုက်ဖို့ရတယ်ဖခင်ရဲ့နီလန်းနဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့အကယ်၍ဖခင်ဘုံထင်ရှားမဲ့ကိစ္စမျိုးဖခင်သခင်ပြင်ဆင်ထားတဲ့အရာဆိုလို့ရှိရင်ဖခင်နီလန်းမဟုတ်ဘူးဆိုလို့ရှိရင်တော့သွားပြီအဒုက္ခရောက်တော့မှာခုနကကျွန်တော်ရှောလူတို့ကိစ္စလိုမျိုးပေတုတို့လိုကိစ္စလိုမျိုးဆိုလို့ရှိရင်ဒါဖခင်ရဲ့နီလန်းမဟုတ်နေဒါကြောင့်ကျွန်တော်တို့ကြုံလာရတဲ့ကိစ္စတိုင်းမှာကျွန်တော်တို့ဒီဘာလို့ဖို့လို့လဲဆိုတော့ဖောက်ထွက်ဖြစ်ဖို့လို့လောကမှာကျွန်တော်ဖောက်ထွက်ပြရမယ့်အရာအများကြီးပဲဆိုတော့ကျွန်တော်ဆက်ကြိတ်ခံနေလို့ရှိရင်ကျွန်တော်တို့ပြီးသွားလိမ့်မယ်အဲ့ဒီပြီးလာဖို့အတွက်တခါလေကျရင်ဘုရားသခင်ကခွင့်ပြုလိုက်တာအဲ့ဒါကိုဖောက်ထွက်ဖြစ်ဖို့အတွက်ကကြတော့ခုနပြောတဲ့မောရှိလို့ဘုရားသူ့ကိုပြောထားတဲ့နှုတ်ကပတ်တော်လိုအပ်တယ်အဲ့ဒီနှုတ်ကပတ်တော်မရှိရင်တော့ကျွန်တော်တို့ပြဿနာရှိတယ်ပြီးတော့ကျွန်တော်တို့အမျိုးမျိုးဖြစ်သွားနိုင်တယ်ကျွန်တော်တို့ရွေးတဲ့နည်းနဲ့ကျွန်တော်တို့ဖောက်ထွက်တဲ့နည်းလမ်းဟာအမျိုးမျိုးဖြစ်သွားနိုင်တယ်ဆိုတော့တွေ့ရတယ်ကျွန်တော်တို့ဒီအခုပေါ့ဓမ္မသစ်ယုံကြည်သူတွေအတွက်ကကြတော့ဒါရှင်းပါတယ်မဿဲ7:28ကဝန်လေးပြင်မဲ့သောသူပေါင်းတော့ငါထံသို့လာအချမ်းသာပေးမိတယ်ဆိုတော့ကျွန်တော်တို့လည်းလောကမှာနေတဲ့အခါမှာမြောက်များစွာသော pressure တွေရှိတယ်မြောက်များစွာသောဖိအားတွေရှိတယ်ကြုံနေရတဲ့အမှုကိစ္စအမျိုးမျိုးရှိတယ်အဲ့ဒီအမှုအရာတွေအကုန်လုံးကိုကျွန်တော်တို့ကခရစ်တော်နဲ့အတူတူဖောက်ထွက်လိုက်ဖို့အတွက်ကျွန်တော်လိုအပ်တယ်ဆိုတော့ဒီလောကကိုအဲ့သခင်ကအောင်မြင်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းအောင်မြင်ဖို့အတွက်ဘုရားသခင်ပြင်ဆင်ထားပြီးသားပဲဆိုတာကိုနားရရပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးကျမ်းပိုက်လေးပေါ့နော်ဒါကျွန်တော်တို့အားလုံးတည်ပြီးသားကျမ်းပိုက်လေးနဲ့အဆုံးသတ်ချင်ပါတယ်။ညွန့်ဩဝါဒစာပထမဆုံးပေါ့နော်။တန်ကြီး9ခန်းငယ်4ပေါ့။ဘုရားသခင်သားဖြစ်တော်သူညီဒီကလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့၏ယုံကြည်ခြင်းပေသည်။ယေရှုသည်ဘုရားသခင်သားတော်ဖြစ်သည်ကိုယုံကြည်သောသူမှတပါအဘယ်သူသည်လောကကိုအောင်နိုင်သနည်း။ဆိုတော့ကျွန်တော်တို့ကဖခင်ရဲ့သားကျွန်တော်ပထမဦးဆုံးမှာစပြောခဲ့တယ်လို့ကျွန်တော်တို့ကဒီခန္ဓာထဲမှာပုတ်ပြတ်တဲ့ခန္ဓာထဲမှာရှိနေပေမဲ့ဖခင်ရဲ့သားဖြစ်နေတာဖခင်လေးတွေဖြစ်နေတာဖခင်နဲ့အည်သွေးအပြည့်အဝကျွန်တော်တို့မှာရှိတယ်လောကဆိုတဲ့လောကဒဏ်ဆိုတဲ့ဖိအားကျွန်တော်တို့ကြာလာမှာပဲအချို့ဖိအားတွေကရည်ရွယ်ချက်ရှိကိုရောက်လာတာအဲ့ဒါတွေကိုဖောက်ထွက်လိုက်ပြီးတော့မှအောင်မြင်ပြီးတော့မှဖခင်ဘုံပွင့်စီခြင်းနဲ့အရာဒါဘုရားသခင်ရဲ့ကြံစီပဲဆိုတော့ကျွန်တော်တို့မှာလည်း
ဖောက်ထွက်နိုင်တဲ့စွမ်းရည်အပြည့်အဝရှိတယ်ဒါပေမဲ့လမ်းပဲအဲ့ဒီနီလန်းကတော့ဖယားရဲ့နှုတ်ကပတ်တော်နီလန်းမဟုတ်လို့ရှိရင်ဖယားရဲ့စကားနဲ့မဟုတ်ရင်ဖယားရဲ့အလိုတော်တိုင်းမဟုတ်လို့ရှိရင်တော့အဲ့ဒါကျွန်တော်တို့ဖောက်ထွက်နိုင်မှာမဟုတ်အခြားလမ်းဆိုလို့ရှိရင်တော့အခြားအရာတွေဖြစ်သွားဖို့အများကြီးကျွန်တော်တို့တွေ့ရတာပေါ့ဒါကြောင့်ဒီမှာတော့နှုတ်ကပတ်တော်ကကျွန်တော်တို့တေချာသွန်သင်ထားတယ်ဖယားရဲ့သားဆိုလို့ရှိရင်တော့လောကကိုအောင်မယ်လောကကိုအောင်ရတဲ့အကြောင်းရင်းရတယ်တခုတည်းပါပဲဆိုဖယားရဲ့နှုတ်ကပတ်တော်ပေါ်မှာယုံကြည်ပြီးထိုသခင်နဲ့အတူအောင်မြင်ပြီးဖျားပုံးထင်ရှားဖို့အတွက်ဖြစ်တယ်ဆိုတဲ့အရာကိုဝေငှချင်ပါတယ်အားလုံးပေါ်မှာဖျားခင်တောက်ရကောင်းကြည့်ပေးပါစေ